ယုံကျင်ယုံမယုံကျင်တဲ့နတ်ဖျားတွေကိုကိုးကွယ်ပူဇော်ရမှာတုံးတဲ့ဒီအမွန်မြတ်ပစ္စည်းကိုတကယ်တော့နွားချေးနဲ့လှုပ်ထားတာပါအိန္ဒိယနိုင်ငံမှာတော့အလုတ်သမားတွေဟာနွားချေးအလက်တွေကိုစလုံးတွေထဲလက်ပလာနဲ့ကောက်ထည့်ပြီးလုပ်ငန်းခွင်စီတည်သွားကြပါတယ်သူတို့ကနွားချေးတွေကိုဝါခင်းတွေပေါ်မှာတင်နေပြီးပြင်းထန်တဲ့နေရောင်အောက်မှာအချောက်လန်းမှုအတွက်အဝိုင်းပြားပုံစံလေးတွေလုပ်ကြပါတယ်။၆တွေ့သွားပြီဆိုရင်တော့ဒီပြားတွေကိုကြောင်မျိုးစုံနဲ့ထည့်ချပြီးမှုညက်နေအောင်စက်တိုက်ထောင်းပေးရပါတယ်။နောက်ထပ်ကတော့တဘာဝဆေးဖက်ဝင်ပင်တွေဖြစ်ပါတယ်။ကရဝေးရွက်ဆေးဖက်ဝင်အစိဆန်တွေနဲ့တခြားအမွှေးနက်တာပင်တွေကိုကြေးလင်ပန်းပေါ်မှာစူစီးပြီးငရုတ်စုံတဲ့ထက်ကကြိတ်ချလိုက်ပါတယ်။အဲဒီနောက်အမှုန့်နှမျိုးလုံးကိုဂီအမွှေးထုတ်ပတ်အနှဲငယ်နွားကျင်ငယ်ရည်တို့နဲ့ရောဆက်ပြီးရေနှဲငယ်ထက်ကမုံညက်သားလိုချုံးမွေသွားအောင်လက်နဲ့နေပေးရပါတယ်။ဒီမုံညက်တွေကိုလက်လက်ဆက်ထဲတိုက်ရိုက်ထည့်ပြီးဆေးဖက်ဝင်အမွှေးတိုင်အမြင့်ရှည်လှလှလေးတွေအဖြစ်ညှစ်ထုတ်ယူပါတယ်။နောက်ဆုံးမှာတော့သူတို့ကအနေတော်အချောင်းလေးတွေဖြစ်အောင်ဖြတ်တောက်ပြီးနောက်ဆုံးတစ်ချိန်ထပ်မံအချောက်လန်းကအချောထည့်ဘူးတွေထဲထည့်ပိုးကြပါတယ်။အမိုက်လို့ထင်ရတဲ့အရာကိုရိုးရအစင်လာနဲ့နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေတဲ့ထုတ်ကုန်တစ်ခုအဖြစ်ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။အတစ်တစ်တွေအမြဲကြည့်လို့ရအောင်ဖော်လို့လုပ်ခဲ့အောင်နော်